နော်မဲဒီနေ့ဒီ30ခဏနှစ်တိုင်ရတဲ့ကျွန်တော်ကိုအသက်ရှင်ခွင့်ဒီထားတဲ့အတွက်ကြောင့်ကိုတော့ကိုချီးမွမ်းနေကျွန်တော်ဖျားရဲ့ကောင်းမြတ်ခြင်းအကြောင်းအနေနဲ့တက်တက်ကြအောင်နော်အရင်ဆုခဲ့တဲ့အကြောင်းမခံရပါဘူးဒီကျွန်တော်စီမတက်ခင်ကနေဒီချိန်ကြီးပေါ့အဲ့ဒီအရာလေးကိုနည်းငယ်တက်တက်ကြနေကျွန်တော်ဒီဗမာပြည်မှာနေတဲ့ချိန်မှာနော်ကျွန်တော်တော့ဒီ channel မှာလှုပ်တယ်မှကြီးမှာအချိန်မှာတယောက်တည်းပဲဒီ job ကတဖြည်းဖြည်းနဲ့ဆိုးလိုက်ဆိုကျွန်တော်တီးရတယ်ကျွန်တော်တောင်းနေမတင်နိုင်တော့ဘူးအလုပ်တွေမလုပ်နိုင်တော့ဘူးဒီလိုအမှကျွန်တော်ဝက်မွေးနေချက်မွေးတယ်အပင်နေပါတယ်ဆိုင်ရပေါ့နော်ညဆိုတော့လေဒါမဲ့တရက်ပြီးတရက်ကျွန်တော်တော့နိုင်တော့တာမောဆိုတိတာတယ်အစီချီလူမန်းမတီဘာလူမန်းမတီလူဝစီဝေရတော့တယ်အဲ့ဒီမှာကျွန်တော်လုံးနေစဉ်းစားတယ်ဖျားကြီးဒီချိန်ရတော့လာခွင့်ပေးတယ်ဖျားကိုချီမလို့ရတယ်အခုချိန်ချီမလို့မရတော့ဘူးတချင်းနေဆိုလေဒီကလောတဲ့ချိန်ဆိုတချင်းနေဆိုရဒါမဲ့ချိန်ဆိုကျွန်တော်တချင်းနေဆိုလို့မရတော့နောက်တဖြည်းဖြည်းနဲ့မောလာယူဒီချိုးလေးမရတော့ဘူးအရန်တာမောလာတဲ့ချိန်မှာတောင်းမှလည်းစစ်တကူဖြစ်ပါတော့ဒီလိုတော့ကြောက်ပေါ့ကျွန်တော်ရန်အားနာတယ်ကျွန်တော်မျိုးစီမှာလည်းကျွန်တော်လောက်ရတော့သူအလုပ်ဖက်မယ်တော်ရမယ်ပြောဖို့လေအားနာမပြောနဲ့ပြည်နေတယ်ပေါ့ဒီတော့လမ်းလည်းချင်းရမကောင်းလိုက်ကောင်းလည်းပြန်နေလို့မရတဲ့အတွက်ကြောင့်လည်းဖြစ်ပါဘူးနော်ဒါပေမဲ့ပြည်ကျေးဇူးတော်ကြောင့်ဖျားကျွန်ဖျားပို့ဆောင်တယ်လို့ပြောမှာတောင်းမှာတကူရဒါမဲ့အဆင်ပြေဘူးစီးပါရီလဲစီချာဒီရက်ထင်အောင်နော်ဒါမဲ့တကူလိုက်မတီးပေါ်ဘူးတဲ့ဘာဖြစ်ဘူးအကြောင်းလဲကျွန်တော်ပြလာတဲ့ချိန်မှာရန်မကြည့်ပြရလို့ကျွန်တော်တားဆိုးတော့တယ်ညံကြီးရလဲတောင်းနေရန်တရားတော့အဲကြောက်လဲပါဘူးနော်အဲဒီမှာဖျားတလားနော်တားဖျားတယ်ပြီးဖျားတယ်နော်ညဆိုအဲ့လိုမျိုးရက်တည်းပူဆူလာတယ်ဒါမဲ့ဒီဆိုတော့ကျွန်တော်ရှိနေအမှရောက်လာတယ်မကြည့်ရှိနေရောက်လာနေနာမနဲ့ဆက်တွေ့ပြီးတော့ဒီမှာလာကူပေါ့နော်ဒီမှာလာကူနဲ့ကျွန်တော်လာကူလာခဲလိုက်လာခဲနေဒီစီဦးမတက်ခင်စီဦးပထမတစ်ခေါက်အရေးပေါ်တက်ခဲ့ပြီးတပတ်လောက်နားအနေနဲ့ထွက်တော့ကျွန်တော်ဒီစခန်းမှာနေစီတော့တာမဟုတ်တော့ကျွန်တော်တီးတယ်ဒီစီးနဲ့ကျွန်တော်ရောက်ကနေမဆိုင်ဘူးနော်စီတော့တာပူဆူလိုက်တော့စီတော့တဲ့ချီလဲစိုက်ကလေးလိုက်မစီးနိုင်တော့ဘယ်လိုနော်အပေါ်လေးတော့တဲ့ချီဆိုလဲတာမောတခါလေးဆိုညပါဆိုရတဲ့လာဆိုအသက်ရှူလို့မရတော့လေကိုပုတ်တော့အဲ့လိုပေါ့အသက်ရှူလုံးဝကြာဘယ်လိုလုပ်အော်စီဂျင်လည်းမရှိတော့အဲ့လိုကျွန်တော်ပြောကျွန်တော်စဉ်းစားပါမှာပြီးမှာလည်းပြရှူကောင်းတယ်လို့ဒီမှာစင်ပြူဆိုတော့အဲ့နဲ့မရတော့တည်းတည်းနဲ့ဆူလာတယ်နောက်ဆိုစီကိုတက်ဖြစ်စီကိုတက်ဖို့နော်ဒီကျွန်တော်ဒီနောက်ဆိုလိုက်တော့ပြန်တော့ကားနဲ့လိုက်ပြန်နေချိန်မှာအဆူဆူအမှာပဲစီခိုင်းရတော့ကျွန်တော်ထပ်ထိုင်တော့ဆရာမပြောလို့နောက်ဒီခဏမှတော့ကျွန်တော်အဲ့အနေစီကနေအနောက်လည်းကျွန်တော်လက်ဆောင်နေကျွန်တော်မရတော့ဘူးကျွန်တော်ဒီဘာတွေထွက်ကြတော့တက်ရှူလို့မရတော့ဘူးအဲ့ဒီအောက်ဆီဂျင်နဲ့စင်တင်ရှိတော်ရည်လေးရှိတယ်ကျွန်တော်တရားလမ်းပြတ်တူဆရာမတော့ခိုင်းတော့အဲ့လိုပြမလားကျွန်တော်ကိုယ်တိုင်လည်းမပြီးနိုင်ဘူးအိမ်မှာတော့တားတယ်တီးဒီပိုက်ထွက်ကြကောင်းမှုဒါမှမဟုတ်ဆရာမချက်လူလာနေအောက်ဆီဂျင်ပါတခါလေးယူလာအဲ့ကြားနေኛအဲ့ဒီကျေးဇူးတင်နေဖြစ်အောင်အမနောက်ရမှာပဲဒီနေ့နဲ့ဆရာမစီယူကြီးပို့တော့နော်စီယူကြီးဒီချိန်မှာတော်လေးစီယူကြီးပို့ခင်မစီယူကျွန်တော်ပြောတယ်မစီကျွန်တော်စီယူကြီးတွားရင်
အရေးပေါ်ဒီခါအရေးပေါ်အဲ့လိုမျိုးလာမစကျွန်တော်တော့ဒီမှာပဲကျွန်တော်အမရှိနေတော့ခေါ်ထားခိုင်းလိုက်တော့ကျွန်တော်မျိုးပြောအမရှိဘူးနော်စီရောက်တော့ရောဒီချိုးရချင်မှာကျွန်တော်ညီပြောမရတော့မှစကပြန်နဲ့တော့ပြောရင်အတက်ရှိနေတော့မတူခေါ်နေဆရာမရတပူရလို့လည်းမနော်လူပဲကျွန်တော်ခင်းတဲ့အတိုင်းပဲပါရီပါရီပြင်းလို့ပေါ့အဲ့မှာအဲ့ဒါဆိုတော့ဒီဆိုးကျွန်တော်ကြည့်တယ်ဒီပိုက်ထူထဲတော့စုပ်တယ်ပါရီစုပ်နေပြီးတလိတ်ရောအရန်နာတယ်မျိုးကျွန်တော်ကြည့်ကျွန်တော်စဝင်နေချာကျွန်တော်ရှိမှဆို2ယောက်ပြီဟာတော့ညီတဲ့လူတွေပဲမျိုးလို့ရလို့အဲ့မျိုးလို့ဆိုတော့ကျွန်တော်လည်းစိတ်တက်ကြတယ်မျိုးစိတ်တက်ရီပါရီဒီမှာလည်းစိတ်တက်ကြတယ်ဒါပေမဲ့ကျွန်တော်ရောက်ခေါ်ရနဲ့စခေါ်မှုပြစကားပြောတော့နော်ရရင်ကျွန်တော်ကူညီဘယ်လိုလဲကျွန်တော်ခေါ်လဲခေါ်တာလိုက်လို့ပါမခေါ်တိုင်းလည်းအဲ့လိုကျွန်တော်တက်ရှိခွင့်ပေးပါတက်ရှိခွင့်ပေးမဆိုရင်ကျွန်တော်ရမှုတော့မြတ်ထဲမှာပါဝင်လို့ကျွန်တော်လည်းမျိုးတော့ပြောခဲ့တယ်ဟုတ်လားဒီကေပါနောက်အဲ့လိုခံစားရနေပြောချင်တာတော့အများကြီးပါပဲဒါပေမဲ့ကျွန်တော်ဒီလိုပဲမဟုတ်တော့နောက်တော့အမှဒီရဲမှာပဲလေကျွန်တော်မှဒီလိုဒီနေ့တော့ပြင်နေပြီကျွန်တော်ဖြုတ်ခိုင်းစီချင်တယ်ဖြုတ်ခိုင်းခြင်းကိုကျွန်တော်ပြန်တော့မယ်ပြန်ရှိပြီဒီစီကမှနေတဲ့ဒေးမရှိတော့ဘူးဆရာမနေတည်းလာကြည့်နော်ဒီလည်းမတက်တော့ဒီတိုင်းသူတို့ဆရာမတွေတော့ကြာကျွန်တော်ကြည့်တယ်သူဆုံးကောင်းတော့လို့ပေါ့နောက်မှကျွန်တော်အဲ့ဒီစီရောနေစင်ကျွန်တော်မှစင်ခိုင်းတဲ့အချိန်မှာကျွန်တော်နောက်ဆုံးတော့ကျွန်တော်ထားတဲ့အချိန်မှာထားလို့မရတော့ဆိုကျွန်တော်တီးလိုက်ရခေါင်းလည်းရမ်းမှုရနောက်တော့ကျွန်တော်ဒီတပူမချေကျွန်တော်စီထိုးပြီးတော့နောက်ဆုံးစီလာပြီးဟိုအက်ကစီရောနော်အဲ့မှာတချောင်းကထိုးပြီးနေကျွန်တော်ကြလာနေဒီတော့ကတဲ့ငါဝင်ချင်မှကျွန်တော်မသိပါဘူးနောက်မှဒီနာပြတာဒီတီကျွန်တော်ပြင်မှအမှကျွန်တော်တီးလိုက်ဟိုလာပဲချင်းနေကျွန်တော်ပြစဉ်းစားလို့မရဘူးအဲ့ဒီနောက်ဆုံးတည့်ရနေရမှာဒီကကျွန်တော်ဆက်မမိတော့ဘူးလူကြောင်းကျွန်တော်တည့်ရတော့ရှိရဆရာမကျွန်တော်ပြင်မှာတညလုံးလာမနေပါနဲ့အောင်ကြည့်ရနော်မတည့်ရနေဘောနော်မတည့်ရတော့နောက်ဆုံးတော့ကျွန်တော်မလေးခံနေကျွန်တော်ပြင်မှာအဲ့နေဒီအရေးလည်းရှိမှကျွန်တော်ဆုံးသွားတော့ကျွန်တော်ကိုပြီးလိုက်ပါတော့ဆုံးလာတော့ဒါပေမဲ့ကောင်းမှုဆုံးမနေရောက်တဲ့ချင်းတက်တာရတော့တက်တာနဲ့ဆိုခံစားရတယ်ဘောနော်အမနဲ့မှာပဲဆရာဝန်လည်းကျွန်တော်စီးပါလာဖူးပြီးတယ်အချင်းကျွန်တော်လက်နှုံးလာတယ်ဒီအဝတ်တာတက်တာလည်းရောကျွန်တော်ပြောအဲ့နော်အဓိကကျွန်တော်ပြောချင်တာဖျားကောင်းမြတ်လို့လားကျွန်တော်ကိုတက်ရှိခွင့်ဒီထားတာဖြစ်ပါတယ်ရတာကလုံးအလုံးစီကျွန်တော်လူတော့ねအလုံးမရှိတော့ဆိုကျွန်တော်ဒီအတက်ရှိခွင့်ပေးမှာပေါ့ရလူတော့ရှိတဲ့တော့ကျွန်တော်တက်ရှိခွင့်ပေးတယ်ကျွန်တော်လည်းဒီလာမဲ့ဒါနဲ့ရှိဆောင်နဲ့တက်တောင်ဆိုကျွန်တော်ရမှုတော့ညထမပဲပါဝင်စကဖို့ဆိုဖြတ်ထားတယ်ပြောချင်ပါတယ်ဆရာကောင်းမြတ်တဲ့အကြောင်းတက်ပြီးဖြစ်ပါတယ်ကျွန်တော်တို့ဒီအရာချင်းစီလိုက်ဆက်ကောင်းကြည့်ပြပါစေအာမင်ဟုတ်ပါပြီ။ညာဘုံကျေကောင်းမြတ်ပါလေ။